ပြောလိုက်လေရှင်းလိုက်ပါဒီနာစီအဖေနာမည်ဒိုဝေးကြီးတဲ့နတ်တန်ကြနာမည်တော့ရွှေဖြစ်ပါတယ်နတ်ဆံပြမနဘောကနေပါတယ်အဖေတော့အောက်တောင်းကလာတာဒီနာမည်တော့မချူဖြစ်ပါတယ်ဒီမှာတော့ရာဇဂျူကနေပြီးတော့မှဒီရာဇဂျူမှာချင်းနေရမကောင်းလို့ဒီနေရာနတ်တပြမှာဓမိဒီနဲ့အတူတူလာပြီးတော့မှနေတာဖြစ်ပါတယ်နော်ဒါပေမဲ့လို့ဘုရားတခင်ရဲ့ကျေးဇူးတော်ကြောင့်ဒီခဏမှဆိုလို့ရှိရင်ဒီရဲ့ဗိမာန်တော်ထဲမှာအခုလိုတားတွေဓမိတွေယုံကြည်သူလေးတွေနဲ့အခုလိုမြင်တွေ့ရတော့စိတ်လုံးနဲ့မှအရခံစားတယ်အာမင်ဒါပြီးတော့ဒီမှာရှိတဲ့တာဓမိတွေယုံကြည်သူတွေအားလုံးဟာဘုရားတခင်ရဲ့အတူတော်ရှိတော့တွေ့ရတယ်ကြုံရတယ်မြင်ရတယ်ဆိုတာကျွမ်းစိတ်လုံးနဲ့မှခံစားပြီးတော့ဝတ်တော်ဝင်နေဖြစ်ပြီးပါနော်ဒါပြီးတော့မှသူကတို့အခုလိုကားနဲ့လာတော့မှတမင်္ဂလာသူဆိုပြီးတော့မှလာခဲ့တဲ့ဆရာဓမ္မများအားလုံးဒီမှာရှိတဲ့အမှုတော်ဆောင်တွေနော်ဒီမှာရှိတဲ့လူငယ်တွေကလေးလေးတွေဆိုနေတာကြည့်ပြီးတော့မှဝန်တာမိတွေကျွန်တော်ပြောချင်မိတယ်အဲ့ဒါကြောင့်လို့ဒီမှာဖယားတခင်ကမမျော်နဲ့မဲနဲ့ဘွေရာဒီကိုပြတဲ့အခါမှာစိတ်နှလုံးအမတန်တုတ်ထီတယ်ဒါကြောင့်ဒီမှာအနေနဲ့ဒီကိုခေါ်ဆောင်ပြတဲ့ဆရာဓမ္မများရောကားဆရာတွေကမကြားဒီမှာရှိတဲ့အမှုတော်ဆောင်တွေဆရာဆရာမတွေဒီခလေးငယ်တွေကိုလည်းဖယားတခင်ကောင်းချီးပေးပါစေလို့ချွတ်တော်မြတ်တာပို့သားပါတယ်နော်အာမင်ဒါနဲ့အနာဂတ်မှာလည်းတကယ်လို့ကျမတို့တွေဟာအခုကိုပြန်နေပြီးတော့မှဝိပ္ပုဝေကျမလည်းဆိုတာကျမအနေနဲ့ပြောချင်ပါတယ်ဒါကြောင့်ဒီညမှာရှိကြတဲ့ဆရာဓမ္မများနဲ့ခလေးငယ်များအားလုံးကိုဖယားရှင်ကောင်းချီးပေးပါစေလို့ကျမအနေနဲ့နော်ချွတ်တော်မြတ်တာပို့တာရင်ကျမနာစီဟာတော်မရင်ဖြစ်ပါတယ်နော်အာမင်နေတာပါအတိတ်ကတော့60နဲ့ခုနှစ်ထဲရောက်ခဲ့ပါပြီနော်ဒါပေမဲ့လို့လည်းဘုရားတကယ်ကြီးလူတော်က60နဲ့ခုနှစ်ထဲမှာပဲမမျော်လင့်မဲနဲ့ဒါလေးနေနဲ့တွေ့တော့အဝန်းတာတော့နော်ဝမ်းနဲ့တာတယ်ဝမ်းတာချင်းနဲ့ညီတောက်ကြမှုတွေဒီပါနော်ဒါကြောင့်လို့ဘုရားတကယ်အရာကြီးစုတင်ပါတယ်ဆိုတာဓမ္မအနေနဲ့ပြောချင်ပါတယ်ဒါကြောင့်မို့တကယ်လို့ဓမ္မတို့အနေနဲ့ဓမ္မမြည်ရှိတယ်မှာဒီနာကအရင်တော့တော်တော်ဒီမှာကြာသွားတဲ့ဆရာပုတ်တဲ့ကလေးမျိုးကနေပြီးတော့မလာဖြစ်တယ်သူ့တာဒီမနီဒလာသူကပြောပြီးတယ်နော်ဒီမှာရှိတဲ့ကလေးကပြောမယ်စီကျမတို့ဒီမှာဒီအရွယ်တွေကဘတ်တစ်စင်းအိတ်ထောင်နဲ့ထက်ဘတ်ဒီမှာတခါလေးအိတ်ထောင်နဲ့ဘတ်တွေနဲ့ဓာတ်တစ်ထောင်နဲ့တခါပြီးတော့တွားနေလာနေတာမြင်တွေ့နေရတာပဲနော်ဒါပေမဲ့ဒီနေရာမှာကြည့်စားခရားကိုကြည့်လို့ချီးမွမ်းကြတာအားရပါရအမတန်အဲ့ဒါဒီမအနေနဲ့ဝမ်းတာမကြည့်ပြီးတော့တို့လေးကိုကြည့်ပြီးတော့မှဒီလေးကိုပါနော်ပြောပြီးတာအဲ့ဒါနေကြလားဒီမှာပြောရလားဒီမှာမြင်နေမလားဒီမှာကြီးကိုကပြောမိတယ်အဲ့ဒါတို့လေးတွေကိုလည်းနော်အဲ့ဒါကြောင့်ဒီမှာရှိတဲ့ဟာကြီးကျောင်းသားလေးတွေကြည့်ပြီးတော့မှဒီမှာအញ្ញဝန်းတာလေးဒါကြောင့်ဒါလေးဒီခရီးလေးပြီးတော့ဒီခရီးဒီဟာဒါလိုဖြစ်နေတာပါနော်အဲ့ဒါကြောင့်မို့ဒါဒီအတွက်ကိုလည်းဘုရားတခင်ကောင်းတဲ့နေ့နေ့တစ်ချိန်ကြီးတော့ဘုရားကောင်းပြီးမယ်ဆိုတော့ကျမအနေနဲ့ယုံကြည်ပါတယ်ဒါကြောင့်မို့ကျမအနေနဲ့ဉာဏ်ဝတ်တာတဲ့အကြောင်းကျေးဇူးတင်တဲ့အကြောင်းတော့အခုလိုပဲပြောပြတာဖြစ်ပါတယ်ကြားနာရတဲ့ပေါ့ဘုရားဒီကောင်းပြီးပါစေအာမင်